ကျွန်တော်ဒီပန်ကြီးကိုရီအားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Fabrizio Romano တင်ဆက်ထားတဲ့သတင်းလေးနှစ်ပုဒ်ကိုကျွန်တော် sharing လုပ်ပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့ဒီသတင်းလေးတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Fabrizio Romano ရဲ့ပထမဦးဆုံးသတင်းတစ်ပုဒ်ကတော့ဒါ Sandro Tonali ပေါ့လေ Sandro Tonali က Tottenham Hotspur အသင်းနဲ့ဒါဆွေးနွေးမှုတွေပြုလုပ်နေတယ်ပေါ့လေ Tottenham Hotspur အသင်းကသူတို့ရဲ့ကွင်းလယ်ကိုပြန်လည်ဖြည့်တင်းမှုအတွက်ဒါကျွန်တော်တို့ဒီအသင်းတော်တော်များများအသင်းကြီးတော်တော်များများလိုက်နေတဲ့ဒီ Sandro Tonali ကိုသူတို့ရအောင်လိုက်နေတယ်ပေါ့အခုဆိုလို့ရှိရင်သူတို့အသင်းကိုရဖို့အတွက်ဒါနီးပြသေးဖြစ်တဲ့ဒီဇာဘီအတွက်ပေါ့ပထမဦးဆုံးပြစ်မှတ်အဖြစ်ဒါသတ်မှတ်ထားတယ်ဆိုတော့ဒီကစားသမားကိုရဖို့အတွက်သူတို့တွေဒါဟိုပေါ့တိုက်တွန်းပြီးတော့ဘယ်လိုပြောရမလဲအာတုံခွန်ဆိုင်ဒါစူးစမ်းနေကြတယ်ပေါ့လေဒီကစားသမားကိုရရှိဖို့အတွက်ပေါ့ဆိုတော့ဒါကပထမဦးဆုံးဒါဒီဇာဘီအတွက်ပထမ signing ဖြစ်မယ်ပြီးလို့ရှိရင်ဒီဇာဘီရဲ့အကြိုက်ဆုံးကစားသမားလို့လည်းပြောတယ်ဆိုတော့ဒါကြောင့် Manchester United ကဒီကစားသမားကိုမလိုက်တော့ဘူးလို့သူတို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ကစားသမားကဈေးကြီးတာလည်းပါတယ်ပြီးလို့ရှိရင်ဈေးကြီးတာကအဓိကအချက်ပဲဘာလို့လဲဆိုကျွန်တော်တို့အသင်းကအဲ့လောက်အထိငွေသုံးမှာမဟုတ်ဘူးဆိုတော့ဒီကစားသမားကိုတော့ပေါင်တန်း80လောက်အထိပဲကျွန်တော်တို့အသင်းကသတ်မှတ်ထားတာဆိုတော့ကျွန်တော်တို့အသင်းအဓိကလိုက်နေတာကအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့မာဒီယာဖာနန်ဒတ်ပေါ့လေမာဒီယာဖာနန်ဒတ်ကိုပဲအဓိကဦးစားပေးလိုက်နေတာမာဒီယာဖာနန်ဒတ်ကိုရပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့အသင်းအတွက်တော်တော်လေးအဆင်ပြေပြီဆိုတော့နောက်ထပ်ဒီ Fabrizio Romano တင်ဆက်ထားတဲ့သတင်းတွေပဲဒီသတင်းတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Manchester United အသင်းကသူတို့ရဲ့တိုက်စစ်ပိုင်းရှာဖွေမှုတဲမှာအခုဆိုလို့ရှိရင်ဒါဝါဆန်အသင်းရဲ့တောင်မန်ကစားသမားဖြစ်တဲ့ဒါတိုက်စစ်မှုပေါ့လေတောင်မန်ကစားသမားဖြစ်တဲ့ဒါအသက်24နှစ်အရွယ်ရှိတဲ့ကစားသမားဒီကစားသမားကဆမ်မာဗီပေါ့လေဆမ်မာဗီကိုသူတို့ဒါပို့ပြီးတော့စိတ်ဝင်စားလာတယ်ပေါ့စိတ်ဝင်စားလာတယ်ဆိုတော့ဒါဝါဆန်အသင်းကလည်းဒီကစားသမားလေးကိုတကယ်လို့သူတို့ရောင်းလို့ထွက်မယ်ဆိုရင်ဘယ်ကစားသမားဖြစ်သူတို့ရောင်းပါပဲဘာလို့လဲဆိုတော့ဝါဆန်အသင်းကအဓိကသူတို့ရဲ့ budget လိုအပ်နေတဲ့အတွက်သူတို့ရောင်းပါပဲဆိုတာအခုဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကလိုက်နေတာဝက်ဆန်အသင်းမှာဆို2ယောက်ရှိနေပြီ2ယောက်ကတယောက်ကဘယ်သူလဲဆိုတော့တယောက်ကကျွန်တော်တို့ဒီမာဒီယာဖာနန်ဒတ်တယောက်ကဒီဆမ်မာဗီလီဆိုတော့ဒီကစားသမား2ယောက်ပေါ့လေ2ယောက်ပေါင်းဆိုရင်မနည်းဘူးကုန်မယ်ကျွန်တော်တို့တန်း140လောက်အထိသူတို့ကလိုချင်တယ်ဆိုပြီးတော့ဒါပြောထားတာရှိတယ်ဆိုတော့ Manchester United ကတော့အဲ့လောက်ထိပေးပါမလားဆိုတော့ကျွန်တော်စဉ်းစားရမှာပေါ့လေတန်း140ဆိုလို့ရှင်တယောက်ကို80အဲ့လိုတော့မဟုတ်ဘူးဗျဖြစ်နိုင်ကြီးကကျွန်တော်ထင်တာပေါ့လေဆိုတော့ဒီကစားသမားကိုတန်း60ပြီးလို့ရှိရင်ဒီဖာနန်ဒတ်ကိုကတန်း80ဒီလိုမျိုးဖြစ်လိမ့်မယ်ဒါဆို140ဒီပုံစံမျိုးသူတို့သတ်မှတ်ထားတဲ့သဘောရှိတယ်ဒါပေမဲ့ Manchester United ကတော့အဲ့လောက်ပေးမှာမဟုတ်ဘူးနောက်ဆုံးအချိန်တွေအထိရအောင်သူတို့စိတ်ယူမှာပဲဆိုတော့ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ဒီကစားသမားကို Manchester United ကလုံးဝစိတ်ဝင်စားနေတယ်ဒီကစားသမားကိုလည်းသူတို့ရဲ့ဒီတောင်မန်တိုက်စစ်တွေဖြည့်တင်းမှုအတွက်ရှာဖွေတဲ့အထက်မှာဒီကစားသမားကိုလည်းလက်ထက်မှာထည့်လိုက်ပြီဆိုတော့ဒါ Manchester United ရဲ့သတင်းကောင်းတစ်ပုဒ်ပဲပေါ့လေအဓိက Manchester United လိုက်နေတဲ့ကစားသမားကတော့ကျွန်တော် Louis Hay အခုဆိုရင် Louis Hall ကအဆင်ပြေသလောက်ဖြစ်နေပြီ Louis Hall နဲ့အဆင်ပြေဖို့အတွက်ဒါ Manchester United ကအလုံးစုံကြိုးပမ်းနေတယ်ပေါ့လေမကြခင်မှာလည်းဒါပိုကောင်းတဲ့သတင်းတွေကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမယ်ပေါ့ဆိုတော့ Manchester United ကဒါပူနွေးနွေးပဲဒါဒီရက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သတင်းတစ်ပုဒ်ကပူနွေးနွေးပဲရှိသေးတယ်ဆိုတော့ Ederson ကိုလည်းသူတို့ American ထိသွားပြီးတော့မှသူတို့ဒါ signing လုပ်မယ် US တိုးထိသွားပြီးတော့ signing လုပ်မယ် signing လုပ်ပြီးအမှဆေးစစ်မှုတွေခံယူမယ်ဆေးစစ်မှုတွေပါပြုလုပ်မယ်ပေါ့ဗျာပြီးသွားတာနဲ့ officially ကြေညာမယ်ဆိုပြီးတော့ဒါသူတို့ပြောထားတာတွေရှိတယ်ဆိုတော့ Manchester United အသင်းကအခုဆိုလို့ရှိရင်ကျွန်တော် Sandro Tonali ကိုတော့တေချာပေါက်မလိုက်တော့ဘူး close လုပ်လိုက်ပြီဆိုတော့ Sandro Tonali ကဈေးကြီးတဲ့အတွက်ကြောင့်မလို့မလိုက်တာမကြိုက်လို့တော့မဟုတ်ဘူး Sandro Tonali ရဲ့တကယ်ကိုကျွန်တော်ကွင်းထဲမှာတကယ်ကို leadership တယောက်လုပ်နိုင်တဲ့ကစားသမားမျိုးပါဒါပေမဲ့ Manchester United ကအဲ့လောက်အထိငွေကြီးအကုန်ကြခံမှာမဟုတ်ဘူးဒါကလည်းကောင်းတဲ့တစ်ချက်ပါဆိုတော့ Sandro Tonali ကအခုဆိုအသက်26 29ထဲမှာရောက်နေပြီဆိုတော့ဒီကစားသမားကနောက်ထပ်သုံးလို့ရရင်လည်းဗျာ3နှစ်လောက်ပဲဆိုတော့လူငယ်တွေကိုခေါ်တာပို့ပြီးတော့မှအဆင်ပြေမယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းမှာအိန္ဒိယတို့ကနည်းနည်းပုံစံပြောင်းလာတဲ့ကစားသမားခေါ်တဲ့အခါမှာငွေကြေးများများပေးပြီးတော့မှဒါ
အသက်ကြီးတဲ့ကစားသမားတွေကိုသူတို့မခေါ်တော့ပဲနဲ့ငွေကြီးအနှဲငယ်နဲ့ကျွန်တော်တို့အသက်ငယ်ကစားသမားတွေကိုပဲသူတို့ရွေးပြီးတော့ခေါ်တယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ရေရှည်အသုံးပြုဖို့အခုလင်မန်းဆိုလို့ရှိရင်အခုလိုအဆင်ပြေနေပြီဆိုရင်နောက်ပိုင်းဆိုရင်ကျွန်တော်အကြာကြီးသုံးလို့ရပါပြီဒီကစားသမားလက်စွမ်းငြိမ်တော့ကျွန်တော်တို့ဆက်ပြီးတော့သုံးလို့ရတယ်ဆိုတော့ဒီလိုမျိုးပေါ့အဲ့လိုမျိုးပုံစံမျိုးသူတို့ကလိုချင်နေတာဖြစ်တဲ့အတွက်ဒါစပါအသင်းကတိုနာလီကိုလိုက်တယ်ဆိုတာကလည်းဒါကောင်းတဲ့တစ်ချက်ပါသူတို့လိုက်တဲ့အတွက်ပို့ပြီးတော့မှကိုရီရဲ့ကိုရီလိုက်တဲ့ဟာကကိုရီအာယုံထားလို့မရတော့ဘူးပေါ့ဗျာမလိုက်တော့တဲ့အခြေအနေမှာကျွန်တော်တို့ plan B တို့ဘာတို့ကိုသွားရတော့မယ် plan B တို့ဘာတို့ကိုသွားရတော့မယ်အခြေအနေမှာအခုဆိုရင်မာဒီယာဖာနန်တက်ကိုလည်းအစွမ်းကုန်စူးစမ်းနေတယ်လိုက်ဖို့ပြီးလို့ရှိရင်ကျွန်တော်တို့မာဒီယာဖာနန်တက်အပြင်ကိုဝက်ဆန်အသင်းရဲ့ကစားသမားဖြစ်တဲ့အခုတောင်ပန်ကစားသမားဒါဆမ်မာဘီကိုလည်းဒါလိုက်နေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်2ယောက်တောင်ခေါ်မှာအဲ့ဝက်ဆန်အသင်းကပေါ့လေဒါပေမဲ့တကယ်ရောက်တာမရောက်တာတော့မသိဘူးပေါ့လေလောဆယ်ဒီ Fabrizio Romano ရဲ့ report အရတော့ကျွန်တော်တို့ဒီ Manchester United အသင်းကဆမ်မာဘီကိုလည်းအခုစိတ်ဝင်စားနေတယ်ဆိုပြီးတော့သူတင်လာတယ်ပြီးလို့ရှိရင်မာဒီယာဖာနန်တက်ကိုလည်းလိုက်နေသေးပဲဆိုတော့အခုထိတော့မပြီးပြတ်သေးဘူးပေါ့လေမာဒီယာဖာနန်တက်နဲ့လည်းအဆင်ပြေဖို့ရှိတယ်လူဝဲဟောကိုလည်းသူတို့လိုက်မယ်လူဝဲဟောကဘယ်တောင်မှအတွက်ပေါ့လေဆိုတော့လူဝဲဟောတယောက်ရမယ်ဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေတယ်ဗျလူဝဲဟောကလူရှော့ရဲ့နေရာမှာတော်တော်လေးအစားထိုးသုံးလို့ရတယ်တကယ်လို့ကျွန်တော်တို့ဆမ်မာဘီကိုခေါ်လိုက်လို့ကျွန်တော်တို့လက်ဝင်းမှာပြီးကစားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါကူကိုအောက်ဆင်းပြီးတော့ကစားခိုင်းလို့ရတယ်အဲဆိုလူဝဲဟောကဒါအရန်မှာရှိမယ်ဒါမှမဟုတ်ရင်လည်းလူဝဲဟောကအချိန်ပြောင်းတဲ့ကစားမှာပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ရာသီမှာကျွန်တော်ပွဲစဉ်တွေကအရန်များတဲ့အခါကျရင်ဒီလိုကစားသမားများရှိမှာပဲအဆင်ပြေမှာပေါ့လေဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲဗျဆိုတော့ Fabrizio Romano ရဲ့ report တွေအရညီကိုတို့အနေနဲ့ရောဘယ်လိုမြင်လဲဒီကစားသမားကိုခေါ်တင်လား Manchester United နဲ့ကြိုက်ပါမလားအဆင်ပြေပါမလားဆိုတော့ညီကိုတို့ရဲ့ comment လေးကိုလည်းကျွန်တော်တူးချင်းစီဖတ်ပြီးတော့ reply လုပ်ပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်